မင်္ဂလာပါကိုကျော်ပါဗျာဒီနေ့ကတော့ကျွန်တော်ကတရုတ်လူပြောမှာမဟုတ်ပဲမြန်မာလူကျွန်တော်တို့ရွာရဲ့ရိုးရာဓလေ့ဖြစ်တဲ့အဖိတ်နေ့တိုင်းလှည့်လည်၍အလှခံခြင်းကိုဗီဒီယိုလေးရိုက်ပြမှာဖြစ်ပါတယ်ဗျကျွန်တော်ရွာကတော့မြသားမြို့နယ်အရှိတပြေသာကြီးရွာဖြစ်ပါတယ်ဗျလက်ညှိုးထိုးနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ရွာကတောက်မိုင်သာအကွာဝေးရှိပါတယ်ဗျအခုကတော့ကျွန်တော်တို့အလှခံဖို့စတင်ထွက်လာပါပြီဗျမိုးရွာသည်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ဒေသမှာတော့မိုးမရွာတဲ့အချိန်မှာဆိုရင်တော့နေကတော့ပြင်းရှာပါပဲဗျညနေဆောင်ဖြစ်တာကြောင့်နေကပူတဲ့ဆိုပေမဲ့အရင်ပူပြင်းတဲ့တန်ကိုလည်းမခံရပါဘူးဗျကျွန်တော်တို့ဒေသမှာတော့ဖျားဝေရဝစ်စားလုပ်တဲ့သူတွေကိုလူငယ်နေနေလူကြီးနေနေဖျားလူကြီးလို့ခေါ်ကြပါတယ်ဗျဒီနေ့လိုနေ့ရက်မျိုးတွေမှာဆိုရင်ကုလိုရှင်များမှာဖျားလူကြီးတွေကိုအာဟာရဒါနပြုလို့ရှိပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့အခုကတော့အာဟာရဒါနသွား၍သုံးဆောင်မှာဖြစ်ပါတယ်ဗျဒီနေ့ရဲ့အာဟာရဒါနကတော့ကျွန်တော်တို့ဓာန်ပေါက်ပဲဖြစ်ပါတယ်ဗျအာဟာရဒါနကိုတကူတကသွားရောက်သုံးဆောင်တာမျိုးမဟုတ်ပဲလှည့်လေအလူခံရင်းနဲ့သွားရောက်သုံးဆောင်တာအလေးချင်းပါဗျအားလုံးပဲကျွန်တော်တို့ရွာရဲ့အလူခံတိုင်းကိုကြည့်ရှုကြပါအောင်ဗျဗျာတဲ့ကျွန်တော်များငေါင်းတော်ပါစပြီးတော့နေ့ဝေလာတဲ့ခင်ဗျာမှာဗရာတရားကုသိုလ်ဒါနများပြောလိုက်ကြတာဖြင့်အမတန်မှဒီလိုရလည်းတောင်းတာသာသနာစီရန်တိတ်တူဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောင်းရဘေခသိယံခသိအန္တရေခသိယမလည်းသာသနာမကွယ်ဓမ္မဟိတဲ့မောလဝိမောနမတကမလည်းဝါဒဘာတို့ဥပြောင်းသွားတော့ဝိရိယတို့ရဲ့ဆိုရဟာဒီကိုအလုံးစုံပေါင်းကြတယ်ဘုရားပန်တော်ဘုရားဘုရားနေရနဲ့စေခွနာသွေဝိမေတိခါရိယေစောင့်ထိန်တော်ချစ်ချမ်းတဲ့မြတ်သာသနာကိုအတွန်းရှိရန်ရည်ရွယ်တီလာပြေဝပါသည်တမာရီတရားရစ်ချက်တည်ကြည်ဘုံပညာကြီးမားလာပါသည်ရှင်ယဟန်အစပြုတာဒီဆရာတော်များနဲ့များတန်ခါသည်တို့သာသနာကြပါဗျာယရနာဘာသာကျိုးထံပိုးကတိသာသနာတကောထုံးပါရောက်ကြည်ဓမ္မလမ်းပြရာရာဘုရားရှင်တော်မြတ်မာလေဘာသံဃာသောနာတော်ပါဗျာလူတော်မေကထောင်ကြတာဗျာရာရာလေးပြည့်ဒီတိုင်းဒီတန်းမှာလေလူတော်မေကထောင်ကြတာဗျာရာရာလေးပြည့်ဒီမောင်တဲ့လူသားမှာထောင်ကြတာဗျာဘုရားတော်ဘောင်းကျင်းတဲ့အာရီယူ၍ဗုဒ္ဓဤဓမ္မတရားအာလူတော်ဝေက2000တရားကျက်ပါဗျာဘောင်းကျင်းတဲ့ကောင်းရာသူကတိဘုံဒါနာကိုလာရောက်ပါသည်သာဓုမောဒနာများခေါ်ကုန်နိုင်ကြီးနိဗ္ဗာန်သင်ဝင်နိုင်ပါစေလို့ကျွန်တော်များဗုဒ္ဓကျိုးတော်တော်ဖွယ်ရာများမှာမေတ္တာတော်များပို့ကြလိုက်ပါတယ်ဗုဒ္ဓရဲ့တရားနဲ့မွေးတန်ငါ220ခွနဲ့သွေဝိနိတိခါရိယေစောင့်ထိန်ငါကြည်ကြံလို့တကယ်မြတ်သာသနာကိုအတော်ရှိရန်